လေတန်ပါဒီပါကနမနာမကန်လို့ခေါ်ညူရရာဇဝင်များချက်မြောက်ရာကနဦးမူလာအစကြော်စောရကုန်တဲ့ဘဝသူဟာတို့အတွက်ဖျားပေးတဲ့သူပါရာဇဝင်ထက်ခငြိမ်းချမ်းမှု